အားလုံးကိုမင်္ဂလာပါဒီနေ့လောကမှာအသက်ရှင်တဲ့လူသားတွေအားလုံးဒီနေ့လောကကြီးကနေထွက်ခွာသွားတဲ့အခါမှာကျွန်တော်တို့ရွေးမဲ့လမ်းထော်ရသွားမဲ့လမ်းခင်းတစ်ခုရှိပါတယ်အဲ့ဒီလမ်းခင်းတစ်ခုဟာဘယ်လမ်းကိုမိတ်ဆွေသွားမလဲဆိုတော့ဒီနေ့လောကကြီးမှာအသက်ရှင်တဲ့အခါမှာကြိုတင်ပြင်ဆင်မှာဆုဖြတ်ချက်ချဖို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ရှင်ရကချစ်ဆက်လက်ခန်းရဲ့တိကနေတော့မဘလို့ကိုပြထားတယ်ဆိုယေရှုကတိမ်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနဲ့ဘုရားခင်ကိုယုံကြည်ကြလို့ငါကိုလည်းယုံကြည်ကြလို့ငါအပတ်ဤအင်တော်၌နေဆရာအခါများကြီးရှိ၏တော့မဟုတ်လေမဟုတ်ကြောင့်တိမ်တို့အားငါမပြောပဲမနေတိမ်တို့နေဆရာအရက်ကိုပြင်ဆင်ခြင်းငါသွားရ၏ငါဒီသွားရတိမ်တို့နေဆရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရအရက်နဲ့တိမ်တို့ရှိစေခြင်းတိမ်တို့ကိုငါထံသို့တင်ရှင်မည်ရှင်ရခန်းချစ်ဆက်လက်ခန်းငယ်6မှာယေရှုကငါဒီလမ်းကြီးဖြစ်၏အသက်လည်းဖြစ်၏တမန်တရားလည်းဖြစ်၏ငါကိုခမီးမပြုတ်လည်းအပေသူများခမီးတို့ထံတော့မရောက်ရဆိုပြီးတော့မှပေါ်ပြထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့လောကမှာသိရှင်တဲ့အခါမှာယုံကြည်ဆုံးဖြတ်ချက်ကလေးမှားခဲ့ရင်ဒီနေ့ကျွန်တော်တို့ထာဝရမတွေ့ဝမ်းစရာဖြစ်သွားမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီလောကကြီးမှာသိရှင်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာတိုးတင်ပြင်ဆင်ပြီးတော့မှဆုံးဖြတ်ချက်မှန်ကန်မှုပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ယေရှုခရစ်တော်ဖျားဟာကျွန်တော်တို့လောကလူသားအားလုံးအတွက်အသက်နဲ့လမ်းခီးထာဝရဖြစ်နေဆိုတာကိုဒီနေ့ကျွန်တော်တို့လောကမှာသိရှင်တဲ့အခါမှာယေရှုခရစ်တော်ဖျားကိုယုံကြည်လက်ခံပြီးတော့မှအသက်ရှင်ဖို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်။နောင်ဘဝမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာအိုချင်းနာချင်းတေချင်းမရှိတဲ့ယေရှုခရစ်တော်ဖျားပြင်ဆင်ပေးတဲ့ထာဝရအင်တော်မှာရောက်စီတန်ဝင်ရောက်နိုင်ဖို့ပဲဒီနေ့နှုတ်ကပတ်တော်ပြီးအားပေးချင်ပါတယ်အရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးမင်္ဂလာပေးပါစေ။